နန်းတွင်းအရာရှိဖြစ်သူဟာကောင်မလေးရဲ့ခေါင်းမှာပန်ထားတဲ့ဆန်ထိုးကိုမြင်လိုက်တာနဲ့ထူးခြားမှန်းချက်ချင်းသိလိုက်ပါတယ်သူဟာအခွင့်အရေးကိုစောင့်ပြီးဆန်ထိုးကိုလူယူလိုက်တဲ့အခါမှာတော့အတိတ်ကရင်းနှီးနေတဲ့ခန်းစားချက်တစ်ခုကိုခန်းစားလိုက်ရပါတယ်တကယ်တော့ဒီအဖြစ်ကင်းစင်ပုံရတဲ့ကောင်မလေးဟာညဘက်ဆိုရင်မျက်နှာဖုံးဆုပ်ပြီးမင်းဆိုးမိနစ်တွေကိုတုတ်တင်နေတဲ့စွမ်းအားရှင်သူရဲကောင်းမလေးတစ်ယောက်ပါလွန်ခဲ့တဲ့ရက်ကသူ့ရုပ်မှာအရာရှိတစ်ယောက်ကိုလှုပ်ကြံချိန်မှာသူမဟာအခုမင်းသားနဲ့ထိတ်တိုက်တိုးခဲ့ပူပါတယ်အဲ့ဒီအချိန်မှာသူမခြံထားခဲ့တဲ့ငွေစံထိုးကိုကြည့်ပြီးမင်းသားကသူမကိုအစွမ်းကုန်လိုက်ဖမ်းခဲ့တာပါသူမကမင်းကလေးဝတ်စုံကိုအမြန်လဲပြီးမင်းသားပေါ်ကိုလှဲချကအယောင်ဆောင်ခဲ့ပေမဲ့ပါနတ်တဲ့မင်းသားကသူမရဲ့ဝတ်စုံနဲ့မလိုက်ဖက်တဲ့ဖနက်ကိုကြည့်ပြီးသူမဘယ်သူလဲဆိုတာချက်ချင်းရိပ်မိသွားခဲ့ပါတယ်သူမဟာမင်းသားစီကကြောက်စိမ့်ဆွဲပြားကိုလူပြီးထွက်ပြေးခဲ့တယ်လို့မင်းသားကလည်းသူမရဲ့အဝတ်စားကဖဲကြိုးကိုဆွဲဖြတ်ယူနိုင်ခဲ့ပါတယ်အဲ့ဒီဖဲကြိုးရဲ့အသားဟာအဖိုးတန်လွန်းတာကြောင့်မင်းသားဟာသူမရဲ့အိမ်ကိုအလွယ်တကူပဲလိုက်ရှာနိုင်ခဲ့ပါတယ်သူမကအိမ်ကိုရှောက်ဖွေခံရမှာကြောက်လို့တိုင်နဲ့ကောင်းနဲ့တိုက်ပြီးတေးချင်းအောင်ဆောင်ကအကွက်ဆင်ခဲ့ပေမဲ့တကယ်တော့မင်းသားကအားလုံးကိုသိနေပြီးသားပါသူမဟာမင်းသားစီကနန်းတွင်းဝင်ခွင့်လက်မှတ်ကိုခိုးဖို့အတွက်ညဘက်ကြီးသူ့အိမ်ထဲကိုခိုးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူမမထင်မှတ်ထားတဲ့အခက်အခဲတစ်ခုနဲ့တိုးပါတော့တယ်အဲ့ဒါကတော့လက်မှတ်ကိုရှာနေတော့မှပဲရေချိုးနေတဲ့မင်းသားနဲ့ထိတ်တိုက်တိုးပြီးအမိဖမ်းခံလိုက်ရတာပါပဲ